9,000ကျလူရမ်းပါတယ်တဲ့ဦးထွန်းရင်ကဒါကြောင့်မိတ်ဆွေဦးထွန်းရင်ကျမ်းမှာပြောခြင်းစိတ်ကြည်တယ်ပြီးလူရင်းဆန္ဒတစ်လုံးကပြည့်စုံပါလို့ဗျာမိဘကျေးဇူးမြတ်မို့ဆိုရရှိတာအလုံးကိုအသိပါကိုတော်ပါခင်ဗျာခရနေနိုင်တဲ့ခိုင်းနေပြတာအဖေနဲ့အမေပါမြေလုံးတော့အမေအိမ်စားကကြည်လာတော့မှမိကသွားရက်စက်ကြည်လာအပြာအတနေရင်နဲ့ဒီအမေဘဝနေရင်နဲ့ဒီအဖေညီကိုမုံနမနဲ့တကယ်ချစ်ကြီးမိဘနှစ်ပါးကပြစ်ထားမှလားလေကဲမကွင်းရတော့ပါယူသွားတယ်ဘောအေးတာဒီသားသူကကုန်းတော်ပြပါတဲ့ဘောရှင်လေးပေးကြပါရှင်တို့နဲ့တွေ့ကြပြန်တေခါမကိုပြမနေတဲ့အပင်မေတွေတိတ်ခါကြတယ်လူရှင်တော်လေးကိုတော်ပေါ်ပါရှင်လေးပေးကြပါရှင်တို့နဲ့တွေ့ကြပြန်တေခါမကိုပြမနေတဲ့အပင်မေတွေတိတ်ခါကြတယ်ဘုံမီကြီးကျွေးမိဘအိမ်ကလေးရောက်အောင်သွားအဝင်းစားကလေးတွေရှော့ဖို့ပါဗျာတခါတလေလက်ဆုံးစားဝါဟိုမင်းမစွမ်းမိဘတွေတွန်းမရှိမှငူမဲ့အစားရှိတော့ပေးလို့ရှင်တော့တွေ့ပါမိဘအချစ်မြတ်မို့စကူအောင်လဲစကြပါတော့ဗျာစာသားလေးတွေပိုင်းလို့ပါမိဘကျေးဇူးမြင့်မို့အထုပ်ကြီးလေးအဆက်ခက်ပါလေနော်ဟုတ်ကဲ့ပါမိဘနှစ်ပါးဆိုတာအရေးကြီးတယ်ကွာမှန်ပါပြီအသက်ရှင်လုံးပေးပါအသက်ရှင်လုံးပေးပါခင်ဗျာသေကံကပူပြနေတော့ဒီအဖေမေတွေမကြားနိုင်တော့ညီမလေး2ယောက်လောက်ရှင်းလာခဲ့ပါဦး1ယောက်လောက်ဒါကြောင့်မိဘကြီးများကျွန်တော်ရဲ့ဟာတာလူချက်တော်လေးများရိုးသက်တဲ့လူချက်တော်လေးများနဲ့ဒေသရှင်လေးများကမိဘကျေးဇူးမြတ်မို့ဆိုရရှိတာအလုံးကိုအသိပါဖေးအမေတိုင်းပခိုင်းနေပြတာအဖေနဲ့အမေဟာနေလုံးတော့အမေအိမ်စားကြည်လာတော့မှမိကသွားရက်စက်ကြည်လာအပြာအတနေရင်နဲ့ဒီအမေဘဝနေရင်နဲ့ဒီအဖေညီကိုမောင်နှမနဲ့တကယ်ချစ်ရဲ့မိဘတစ်ပါးပြစ်ထားမှလားလေတေခါမကိုပြမနေနဲ့အဖေမေတွေတိတ်ခါကြတယ်ရှင်လေးပေးကြပါရှင်တို့